manager တိုင်းက leader လား leader တိုင်းကတော့ manager တွေဖြစ်မှာလားဆိုတော့ကျွန်တော်မေးထားတဲ့မေးခွန်းလေးရှိပါတယ် manager တွေကဘယ်လိုအပြုအမူတွေလုပ်တတ်တယ်လဲ leader တွေကဘယ်လိုအပြုအမူတွေလုပ်တတ်တယ်လဲเนาะဒီနေ့ကျွန်တော်လေ့လာချက်လေးကိုကျွန်တော်မိတ်ဆွေများကိုကျွန်တော်မျှဝေပေးခြင်းပါတယ်မင်္ဂလာပါထိန်လင်းကျော်ပါ IMSN College ရဲ့ founder နဲ့ academic director ဖြစ်ပါတယ် manager တွေကဘာတွေလုပ်လဲတဲ့ leader တွေကဘာတွေလုပ်လဲတဲ့ manager တွေကပြုမှုဆောင်ရွက်တတ်တဲ့အလေးကျင့်နဲ့ leader တွေရဲ့ပြုမှုဆောင်ရွက်တတ်တဲ့အလေးကျင့်နဲ့ different between managers and leader ဒီနေ့ကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာလေးကတော့ leader နဲ့ manager ရဲ့ကွာခြားချက်လေးတွေပဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများကိုကျွန်တော်မျှဝေပေးခြင်းတဲ့ချက်လေးရှိပါတယ် manager is administrator တဲ့ manager တွေကစီမံခန့်ခွဲမှုကိုလုပ်တယ်တဲ့ leader တွေကကြတော့တဲ့ innovated တီထွင်ဖန်တီးစမ်းသစ်မှုတွေကိုလုပ်တတ်တယ် manager is the maintain manager တွေကလုပ်ငန်းမှာသူတို့လုပ်နေတဲ့လုပ်ငန်းတွေကိုထိန်းသိမ်းဆောင်ရွက်တတ်တဲ့အလေးကျင့်တွေရှိတယ်တဲ့ leader တွေကတော့ develop ဖြစ်အောင်လုပ်တယ်တဲ့တိုးတက်ဖွံ့ဖြိုးတတ်အောင်လုပ်တတ်တယ်တဲ့ manager တွေက focus on system manager တွေကသူတို့လုပ်ငန်းခွင်ထဲမှာသတ်မှတ်ထားတဲ့ system တွေ SOP တွေ process တွေစနစ်တွေဒါတွေကို focus ထားတယ်တဲ့ leader တွေကတော့ focus on people တဲ့ leader တွေကတော့သူတို့နဲ့တွဲလုပ်နေတဲ့သူတို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေဝန်ထမ်းတွေကိုပို့ပြီး focus ထားတတ်တယ် manager တွေက control လုပ်တတ်တယ်တဲ့ leader တွေကတော့ဝန်ထမ်းတွေပေါ်မှာ track လို့ပြောတဲ့ယုံကြည်မှုတွေပေးတတ်တယ် manager တွေကစနစ်တွေနီးစနစ်တွေ system တွေနဲ့ကျွန်တော်တို့ control လုပ်ကြတယ် leader တွေကတော့အဲ့လိုမဟုတ်ဘူးတဲ့သူတို့နဲ့တွဲလုပ်နေတဲ့သူတို့ရဲ့လုပ်ဖော်ကိုင်ဘက်ဝန်ထမ်းတွေအပေါ်မှာ track လို့ပြောတဲ့ယုံကြည်မှုတွေနဲ့အလုပ်လုပ်တတ်တယ် manager တွေကတော့ဘိုးနီမြဲကြားနေမြဲသူတို့သတ်မှတ်ပေးထားတဲ့လုပ်ငန်းတွေအတိုင်းကိုလက်ခံတတ်တယ် leader တွေကတော့ challenge လို့ခေါ်တဲ့စိတ်ခေါ်မှုတွေကိုပို့ပြီးလက်ခံတတ်တယ်နောက်တစ်ခုကတော့ manager တွေကတော့ good is soldier ပေးထားတဲ့အမိန့်ညွှန်ကြားတဲ့အတိုင်းတသွေးမသိဘူးလုပ်တတ်တယ် leader တွေကတော့ own person နဲ့ကိုလုပ်တဲ့နဲ့မိမိပိုင်နဲ့လုပ်တဲ့နဲ့လို့ထင်တဲ့အရာမျိုးတွေကိုလှုပ်ဆောင်တတ်တယ်နောက်ဆုံးချက်လက်လေးပါ manager တွေကတော့မှန်တာကိုလုပ်တယ်တဲ့ leader တွေကတော့လုပ်တဲ့တာကိုလုပ်တယ်ကျွန်တော်မိတ်ဆွေများ leadership နဲ့ management leader နဲ့ manager ကြားမှာအခုကျွန်တော်ဆွေးနွေးပေးတဲ့အချက်လက်တွေကပို့ပြီးတော့ရှင်းလင်းမယ်လို့ယူဆပါတယ်ဒါပေမဲ့ဒီနေ့ဆွေးနွေးမှုလေးကိုကျွန်တော်ပြောတဲ့အခါမှာ manager တွေကမကောင်းဘူးလားပေါ့ leadership တွေပဲလိုနေလားအဲ့လိုတော့မဟုတ်ပါဘူးလုပ်ငန်းခွင်ထဲမှာ management skill လည်းရှိဖို့လိုတယ် leadership skill လည်းရှိဖို့လိုတယ်သက်ဆိုင်ရာဌာနအသီးသီးမှာခေါင်းဆောင်နေတဲ့ဦးဆောင်နေတဲ့သူတွေအနေနဲ့ management skill လည်းရှိဖို့လိုတယ် leadership skill လည်းရှိဖို့လိုတယ်တခါလေကြာရင်ကျွန်တော်တို့ကစနစ်တွေကို focus ထားရတာရှိတယ်ဒါပေမဲ့စနစ်တွေကိုပဲ focus ထားနေလို့မရဘူးကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကိုလည်းလူတွေကိုလည်းကျွန်တော်တို့ focus ထားဖို့လိုတယ်တခါလေကြာရင်ကျွန်တော်တို့ကလူတွေစနစ်တွေ system တွေ management တွေနဲ့ control လုပ်တတ်ဖို့လိုသလိုကျွန်တော်တို့ရဲ့ဝန်ထမ်းတွေပေါ်မှာလည်းယုံကြည်မှုတွေပေးတတ်ဖို့လိုတယ်အခုကျွန်တော်ဆွေးနွေးတင်ပြသွားတာက manager တွေကောင်းတယ် leader တွေကောင်းတယ်ဆိုပြီးညှင်းခုံရမယ့်ကိစ္စမဟုတ်ဘူးဒီမှာရှိနေတဲ့ကျွန်တော်ရဲ့စီမံခန့်ခွဲမှု level မှာရှိနေတဲ့ position တိုင်းမှာရှိနေတဲ့ management position မှာရှိနေတဲ့လူတိုင်းဒီခုနကကျွန်တော်ဆွေးနွေးခဲ့တဲ့အချက်လက်တွေကိုတည်တည်ချာလေးသိဖို့လိုတယ်တချို့နေရာတွေမှာကျွန်တော်တို့က management skill သုံးရမယ်တချို့နေရာတွေမှာ leadership skill ကိုရှင်းတွဲပြီးသုံးဖို့လိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်